ချက်တင်းထဲမှာပေါ့ကျွန်တော်ဒီလိုစာလေးရောက်လာတော့ blog ချသွားပြီပေါ့နော် blog ချသွားရင်ကျွန်တော် detail နှိပ်လိုက်မယ်ပေါ့ detail နှိပ်လိုက်လို့အဲ့မှာသူကကျွန်တော်တို့ customer service စာလေးပါလာကျွန်တော်စာရေးပြီးတင်မယ်ပေါ့နော်အဲ့ကျွန်တော်ဒီမှာစာလေးဖြစ်မယ်နော်ကိုရေးချင်တာရေးလို့ရတယ်သိလားလောဆယ်ကျွန်တော် WeChat ID ထည့်မှာပေါ့အဲ့တော့စာလေးရေးတယ်ပြီးတော့ဒီမှာသူကရွေးရတာနော်အဲဒီမှာရွေးကျွန်တော် unblock လေးကိုရွေးလိုက်တယ်ပြီးရင် describe problem ဆိုတော့ဖြစ်နေတဲ့အရာကိုပေါ်ပြခိုင်းတာပေါ့နော်ဒါကိုရေးချင်တယ်လို့ရေးလို့ရတယ်ဗျကိုကကောင်းအောင်ရေးနိုင်ကောင်းအောင်ရေးပေါ့နော်ကျွန်တော်ဒါအဖြစ်ရေးပြပေးရပါနော်ပြီးရင်ကျွန်တော်မြန်မာရေးမယ်ပြီးရင် blog ချနေတဲ့ဖုန်းနံပါတ်ရေးမယ်ပြီးရင် email ရေးမယ်ကျွန်တော်ဒီ email ကိုစာပို့မယ်ပေါ့နော်ပြီးရင်ကျွန်တော် next ကိုထပ်နှိပ်ပြီးဒီမှာထပ်ရေးရအောင်ပါအကောင့်ရဲ့ name ပေါ့နော်ဒီကျွန်တော်ရဲ့အကောင့်ကတိုးပြီးတော့မြန်မာဆိုတော့ဒီတိုင်းမှာကျွန်တော်ဝင်ကြည့်လိုက်တဲ့ကျွန်တော်အများကြီးရှိတယ်ဗျကျွန်တော်ရဲ့အကောင့်က1 month ဝန်းကျင်မို့လို့ကျွန်တော်1 month မရွေးလိုက်တာပေါ့နော်ပြီးရင်ကျွန်တော်ဖုန်းမျိုးစား Redmi 9ပေါ့ပြီးရင်မြန်မာပေါ့နော်အဲ့ပြီးရင် submit ဆိုတာစာလေးနေရတယ်တော့စာအမှန်လေးချက်ပေးလိုက်ပြီးရင်WeChat ကိုစာပို့လိုက်ရပေါ့နော်သူကကိုယ့်ရဲ့အကောင့်ကိုပြန်ပေးချင်တယ်ဆိုရင်ခုနကပို့ထားတဲ့ mail ကိုသူကစာပို့မှာစာပို့ပြီးသွားပြီဆိုရင်ဘာဖြစ်တယ်ညာဖြစ်တယ်သူပြောလိုက်မယ်ပေါ့နော်ပြီးဒါလေး screenshot လေးရိုက်ထားပေါ့ပြီးရင် done ကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်စာတင်ပြီးသွားပြီပေါ့နော်ဒါ WeChat ဟို customer service ပါတဲ့ဥစ္စာတွေစာတင်ပေးရပေါ့နော်တချို့ကြတော့အဲ့လိုမျိုး describe မှာကျွန်တော်ပေါ်ပြတဲ့ဥစ္စာကြရင်ကောင်းရင်ကောင်းသလိုမျိုးရကြပါတော့ဒါကကျွန်တော်အဖြစ်ရေးပြောဆိုတော့ကျွန်တော်ရေးသလိုလိုက်မိပါနဲ့ဟိုကိုယ့်ကိုကြည့်ကြပြီးရေးကြပါပေါ့နော်ကျေးဇူးပါ